အားလုံးပဲမင်္ဂလာဒီနေ့က day 3ပဲဖြစ်ပါတယ်။နေ့တော်တော်ချမ်းပါတယ်ဒီနေ့ degree 10လောက်ထိကြာတယ်ပေါ့နော်။အခုကမိနစ်6နာရီပါ။ဒီတိုင်းပဲကျွန်တော်လမ်းလျှောက်ပါမယ်။ဒီနေ့တော်ကိုအေးပါတယ်ပေါ့နော်ဒီနေ့10 degree ကကြောက်ဖလိုက်ငွေရထွက်ပါတယ်တော်အေးပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကကြောရဲ့ day 3ပဲဖြစ်ပါတယ်ဒီနေ့ကြောရဲ့ပြင်မဲ့အချက်တွေကိုပြန်ပြောပါမယ်ပထမတစ်ချက်ကဘာပဲလို့အဆုံးထိမရောက်တဲ့အကျင့်ပါအဲအကျင့်ကိုပဲကြောမနေ့ကဘယ်လိုတွေးမိလဲဆိုတော့ငါဒါလုပ်နေတာကောင်းရောကောင်းလားငါရိုက်တဲ့ဗီဒီယိုတွေက quality လည်းမရှိဘူးအများကြီးပဲပေါ့နော်ကျွန်တော်ဆက်မလုပ်တော့ရင်ကောင်းမယ်ဆိုပြီးတော့တွေးမိနေပါတယ်ဒါပေမဲ့ဘာဖြစ်ပြန်လုပ်မယ်ဆိုပြီးတော့တွေးရပါတယ်အဲ့နှစ်ချက်ပတ်စံသုံးတာစီးကမရှိရပါတော့နံပါတ်3ချက်ကတော့မစားပိတ်လောက်တာပါအဲ့ဒါကိုပြင်ပါမစားပိတ်မလောက်တာ3ရက်မြောက်နေပါဒီနေ့ကကျွန်တော်အဲ့ဘာပဲလုပ်အဆုံးထိမရောက်ဘူးဆိုတဲ့အချင်းကတော်တော်ဆိုးပါတယ်ဒီနေ့လည်းမနေ့ထားရင်ကောင်းမလားမထားရင်ကောင်းမလားဆိုပြီးစဉ်းစားနေမိပါတယ်မနေ့တော့ကျွန်တော်တွေးမိရပေါ့နော်ဒါလောက်တာအစင်ရောပြေလားကောင်းရောကောင်းလားပေါ့နော်travel blogger ပဲလုပ်ရင်ကောင်းမလားမျိုးပေါ့နော်စဉ်းစားနေမိပါတယ်ဒါပေမဲ့ကျွန်တော်တက်နိုင်ဆုံးတော့အကောင်းဆုံး challenge ကိုမပြတ်အောင်လုပ်ပါမယ်ဒါကတော့ကျွန်တော်နေတိုင်းစမ်းစစ်ကြည့်နေကြနေရလေးပါတရားလေးကနေစမ်းစစ်ကြည့်လို့ရတယ်